ဖွဲ့သားတွေအပေါ်စီကံရှိဖို့အမြဲတမ်းဂရုတစိုက်ထိန်းသိမ်းပေးတတ်တဲ့မင်းသားချုပ်အောင်စပူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တပည့်မင်းသားလေးအောင်စပူကတော့အလုပ်ပေါ်မှာရောအဖွဲ့သားတွေအပေါ်မှာပါစီကံကိုလေးစားတန်ဖိုးထားတတ်သူပြီးအမြဲတမ်းဂရုတစိုက်ထိန်းသိမ်းပေးလေးရှိတဲ့အကြောင်းပြသနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုဟာပရိသတ်တွေအကြအတော်လေးအေးပန်းစားနေပါတယ်။ညဝိုင်းပွဲမှာလူအုပ်ကြီးကြားတွေကနေဖြတ်တန်းလာတဲ့အချိန်မှာအရန်နဲ့တစ်ခုရရှိခဲ့တာကြောင့်သူ့ရဲ့ဆက်အဖွဲ့သားညီကိုရီစီကလာဆိုပြီးတယောက်ချင်းစီကိုလိုက်လံစစ်ဆေးနေကြတာပဲဖြစ်ပါတယ်။အဲဒီလိုစစ်ဆေးနေတဲ့အချိန်မှာအောင်စပူကကလေးတယောက်လိုမျိုးနှာခေါင်းလေးပိတ်ပြီးသူဒါကိုမကြိုက်တဲ့အကြောင်းချစ်စရာကောင်းအောင်ပြသသွားခဲ့ပါတယ်။ဇက်အဖွဲ့ညီကိုတွေကလည်းသူတို့ရဲ့မင်းသားလေးကိုတလေးတစားနဲ့ပါဇက်တွေအတင်းဟာပြပြီးသူတို့တောက်ထားတာမဟုတ်ကြောင်းအဆက်ခံနေကြတဲ့မြင်ကွက်လေးဟာကြည့်ရတာတကယ်ကိုစီကံရှိပြီးစီလုံးကြတာကိုတွေ့ရပါတယ်။လက်တလုံးမှာတော့အဖွဲ့သားတွေအပေါ်မှာစီကံရှိစေခြင်းနဲ့စေတနာနဲ့စစ်ဆေးနေတဲ့အောင်စပူရဲ့ပုံရိပ်လေးတွေကိုချစ်တဲ့စိတ်နဲ့ကြည့်ရင်အရာရာတိုင်းကလှပပြီးချစ်စရာကောင်းနေတယ်ဆိုပြီးပရိသတ်တွေကသဘောကျနေကြပါတယ်။အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်နိုင်မှုအတွက်အခုလိုစီကံမိုင်းကိုတေချာကြက်မှတ်ပေးတတ်တဲ့မင်းသားလေးရဲ့စိတ်ဓာတ်ကိုလည်းဝိုင်းဝန်းချီးကျူးနေကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောအဖွဲ့သားတွေအပေါ်စီကံရှိဖို့အမြဲတမ်းရုပ်တစိုက်ထိန်သိမ်းပေးတတ်တဲ့မင်းသားကျော်အောင်စပူအပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတာကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။